ကျော်စိုးဦး case ကိုတဲ့ဘယ်လိုမြင်တယ်လဲတဲ့ကိုမောင်သုံးသပ်ပေးပါအောင်တဲ့ကျော်စိုးဦး case ကိုဘယ်လိုမြင်လဲဆိုတဲ့ခါကျတော့ဘယ်အရာကမှတော့ဗောနော်ဒီအခုသူလောက်တဲ့ပုံစံလေးတွေဟာတော်တော်များများသောကျွန်တော်ဒေါ်လာရင်းတိုင်းဝိုင်းမီဒီယာတွေရောဗောနော်ဒေါ်လာရင်းခန်းစားချက်တွေဗောနော်အားလုံးကိုပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားစေပါတယ်အားလုံးဒေါသချောင်းချောင်းထွက်နေအောင်မြင်ပါတယ်ဒီဒေါသကိုကျွန်တော်တို့နားလည်မှုပေးသင့်ပါတယ်နော်ဘာကြောင့်လဲဆိုတော့လူတယောက်ကတော်တော်လေးပေါ့နော်ဒီလောက်ရက်ကလုံးဝမလုတ်တဲ့လောက်ရက်ပါနော်ကိုကျော်စိုးလုတ်တဲ့လောက်ရက်ကမလုတ်တဲ့လောက်ရက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရန်သူပင်ဖြစ်လင့်ကစားဒူးထောက်လာလို့ရှိရင်နော်ဒူးထောက်လာတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်လက်ထဲမှာကိုယ်ဘာမှပြန်မလုတ်နိုင်တဲ့သူတယောက်ဆိုလို့ရှိရင်ရန်သူပေါ့နော်ကိုသူနဲ့ကိုယ်နဲ့အသေးချေတိုက်ခဲ့သည့်တိုင်အောင်မှာပဲရန်သူဆိုလို့ရှိရင်ကိုယ့်ပေါ်မှာဒူးထောက်လာတယ်ဟလာဘာမှမလုတ်နိုင်တော့ဘူးဆိုလို့ရှိရင်ကိုကရေလို့လာလို့ဆက်ဆံရမယ်ဒါတက်မတော်ရဲ့တက်မတော်သားမေးကြည့်တက်မတော်သားတိုင်းသိတယ်ရေလိုလာလို့ဆက်ဆံရန်သူကဒူးထောက်လာရင်သိရေလိုလာလို့ဆက်ဆံအခုဟာဗျာကိုယ်ဘာမှမလုပ်နိုင်တဲ့အပြင်ကိုကဘယ်ခေါ်မလဲဆိုအုတ်ခုံနဲ့ရောက်နေပြီဟလာတေသွားပြီဟလာကြေသွားပြီဗောနော်တေသွားတဲ့ဟလာတမလွန်မရောက်နေတဲ့သူတယောက်ကိုဒါမျိုးလောက်တာဟာဆိုလို့ရှိရင်တော့သဘောထားမကြီးရရောက်ပါတယ်ကျွန်တော်တို့ဘလောက်ကြီးပဲရန်သူကကိုယ့်ကိုလှုပ်ခဲ့ဗောနော်စစ်တီကောင်းဒါမှမဟုတ်ရှိရင်တက်မတော်ကိုထောက်ခံတဲ့သူဆိုလို့ရှိရင်တက်မတော်သားရဲ့နှလုံးသားရှိရမယ်တက်မတော်သားရဲ့နှလုံးသားရှိဖို့ဆိုဘာလုပ်ရမလဲဆိုရင်ရန်သူဘာမှမလုပ်နိုင်တဲ့အချိန်ကြလို့ရှိရင်ရန်သူတက်မတော်သားတွေမှာလည်းတိုက်ခိုက်ရေးစီယုံရေးဆိုတာရှိတယ်နော်တက်မတော်နဲ့ဒီပေါ့နော်ဒီလက်နက်ကင်တွေကြားထဲမှာအမုန်းတရားကိုပို့ပြီးတော့ပွားသွားစေတယ်တက်မတော်ထောက်ခံသူတွေကဒီလိုပဲလားဆိုတဲ့ခါကျတော့တက်မတော်ထောက်ခံသူတွေအားလုံးပေါ်မှာလည်းအမုန်းတရားပွားသွားစေတယ်ပေါ့နော်ကျွန်တော်ဒီသူ့ရဲ့လုပ်ရက်ပေါ်မှာပေါ့နော်မလုတ်တဲ့လုပ်ရက်ဖြစ်တယ်ဆိုပြီးကျွန်တော်ရှုံချပါတယ်နော်ရှုံချတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပြောသလိုပေါ့ရန်သူတွေဖြစ်လင့်ကစားပေါ့နော်ဘာမှမလုပ်နိုင်တဲ့ရန်သူပေါ့ဘာမှမလုပ်နိုင်တဲ့ရန်သူတယောက်ဒူးထောက်တာလည်းပို့ဆိုးပါတယ်တခါလဲအုတ်ခုံနဲ့ရောက်နေပြီလေဒီပေါ်မှာသွားပြီးတော့အာသာဖြေနေတဲ့လုပ်ရက်ကတော့လုံးဝမလုပ်တဲ့လုပ်ရက်ပါနော်ကိုကျော်စိုးရဲ့လုပ်ရက်ကအဲ့ဒီလုပ်ရက်ကြောင့်လည်းမုန်းတရားတွေပွားသွားစေတယ်ပေါ့အဲ့တော့အာဃာတတွေအမုန်းတွေကိုဒီဘဝဒီမြမှာဒီချိန်မှာပဲဆက်လက်ကြည်ဖို့အတွက်ကစူးစမ်းတင်ပါတယ်နော်နောက်တစ်ခုကကိုကျော်စိုးအနေနဲ့ကတော့သတင်းသမားတယောက်ဖြစ်တယ်ပေါ့သတင်းသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သတင်းသမားကစုထမှန်နိုင်ဖြစ်တယ်သတင်းသမားဆိုတာသတင်းသမားပြည်သားရမယ်သတင်းသမားဟာဒေါသဆိုတဲ့ခံစားချက်ရှိနေပြီဆိုဒါသတင်းသမားမဟုတ်တော့ဘူးသတင်းသမားမဟုတ်ဘူးဘာဖြစ်သွားမလဲသူ့ရဲ့သတင်းများသည်သူ့ဒေါသပေါ်မှာအခြေခံပြီးပြောနေတဲ့သတင်းဖြစ်တဲ့အတွက်ကြောင့်မို့သူ့သတင်းများဟာယုံကြည်ရဖို့မလွယ်တော့ဘူး